Grade 5 Mathematics အခန်းဆုံး degree အလျားအတိုင်းတာတို့ဖြင့်တရိကံပုံဆွဲခြင်းနံပါတ် 5 အောက်ပါတရိကံကာယိခဝိနဲ့ကားငယ်တို့ကိုဆွဲသားနည်းကိုရှင်းပြပါနံပါတ်ကာယိဘယ်ဘက်အနား4 cm ညာဘက်အနားက6 cm အောက်ခြေအနား BC က9 cm AB က4 cm AC က6 cm အောက်ခြေအနား BC က9 cm အဲ့တရိကံလေးကိုအဲ့အတိုင်းတာတွေအတိုင်းဆွဲတယ်အဲ့တော့ပထမဆုံးအောက်ခြေအနား BC 9 cm ကိုဆွဲလိုက်ဆွဲပြီးရင်ကွန်ပါလေးကိုယူဘီမာထဘယ်ဘက်အနားက4 cm ဆိုတော့ကွန်ပါကို4 cm ဟာလိုက်တနည်းအားဖြင့်စဝိုင်းအနေနဲ့ပြောရရင်အချင်းဝက်4 cm ရှိတော့ကွန်ပါလေးကိုဘီအမှတ်မှာထောက်ပြီးတော့စဝန်းပြက်ကလေးဆွဲလိုက်ဟုတ်ပြီနော်အဲ့လိုစဝန်းပြက်ကလေးက4 cm ရှိရမယ်နောက်တစ်ခါညာဘက်ကအနာ6 cm မလို့စီအမှတ်ကိုကွန်ပါနဲ့ထောက်6 cm ရှိရအောင်ကွန်ပါလေးကိုဖြဲပြီးတော့စဝန်းပြက်ကလေးဆွဲလိုက်အဲ့တော့မှ4 cm စဝန်းပြက်နဲ့6 cm စဝန်းပြက်ကလေးကတနေရာမှာဖြတ်သွားလိမ့်အဲ့ဒီဖြတ်တဲ့အမှတ်က A မှတ်အဲ့တော့မှ B နဲ့ A နဲ့ဆက်လိုက်ရင် AB သည်4 cm ရှိတယ်နောက်တစ်ခါ A နဲ့ C နဲ့ဆက်လိုက်အဲ့ AC သည်6 cm ရှိတယ်အဲ့လိုနဲ့ပု္ပ္ပာကတောင်းဆိုထားတဲ့4 cm 6 cm 9 cm ရှိတဲ့တရိကံဆိုတာဆွဲပြီးပါပြီနောက်နံပါတ်ခါကိုအောက်ခြေအနာ BC က9 cm AB က5 cm ရှိပြီ AB နဲ့ BC ကြားရဲက down B သည်60 degree ရှိတော့တရိကံကိုဆွဲပြပါဟုတ်ပြီထုံးစံတိုင်းပဲအောက်ခြေအနာ BC 9 cm အရင်ဆွဲလိုက်9 cm ကိုဆွဲပြီးသွားရင်ဘယ်ဘက်ကအနာ5 cm ရှိတဲ့အတွက်ဒီနေရာကိုကွန်ပါနဲ့ထောက်ပြီးတော့5 cm အချင်းဝက်အတိုင်းစဝန်းပြက်ကလေးဆွဲလိုက်ရသွားပြီဒီတစ်ခါတော့အဲ့စဝန်းလေးကအောက်ခြေ BC ကိုလည်းဖြတ်အောင်ဆွဲမယ်ပြောချင်တာ B အမှတ်ကနေဟိုးအပေါ်မြားကောင်းလေးအထိလှမ်းတိုင်ရင်လေ5 cm ရှိသလို BC ပေါ်မှာဖြတ်သွားတဲ့နေရာဒီလေ5 cm ရှိတယ်လို့ကြိုးပြီးသိထားလိုက်အဲ့ဒီစက်ဝန်းအတိုင်းကြိုက်တဲ့စက်ဝန်းရဲ့အနားပေါ်ကအမှတ်ကိုယူလိုက် B အမှတ်နဲ့တိုင်းလိုက်တိုင်းဘယ်နေရာမှာမဆို5 cm ရှိဟုတ်ပြီနောက်တစ်ခါအဲ့ဒီ5 cm ဟာထားတဲ့ကွန်ပါနဲ့ပဲ BC ဘောကစဝန်းဖြတ်ထားတဲ့နေရာကိုထောက်လိုက်ထောက်ပြီးတော့5 cm စဝန်းပြက်ကလေးထပ်ဆွဲအဲ့ဒီအနီးစက်ကလေးနေရာမှာကွန်ပါထောက်မယ်နော်ထောက်ပြီးတော့5 cm စဝန်းပြက်ကလေးဆွဲလိုက်အဲ့ဒါဆိုရင်ဘယ်ဘက်ကလည်း5 cm အကွာဝေးညာဘက်ကလည်း5 cm အကွာဝေးစဝန်းနှစ်ခုပြီးအမှတ်တနေရာမှာလာဆုံးအဲ့ဒီစုံတဲ့အမှတ်ပြီး A အမှတ်လို့ယူဆပြီးတော့ B နဲ့ A နဲ့ဆက်လိုက်ရင်အဲ့ဒီဂျားတောင်ဒီ60 degree ပါဖြစ်နေတယ်ဂျားတောင်မတိုင်းမဲနဲ့60 degree ဆိုတာကတန်ချာရဲ့အခြေခံအရာ B အမှတ်ကနေ A ကိုတိုင်းတာလဲ5 cm တခါ B အမှတ်ကနေအလျားအတိုင်းညာဘက်ကိုတဲ့တဲ့လာလို့အနီးစက်ကလေးရောက်သည့်အထိလဲ5 cm ဘာလို့ပြောနိုင်တာတော့အဲ့အပေါ်ကိုတက်သွားတဲ့ dot dash မြားလေးက5 cm အကွာဝေးရှိတဲ့မြားလေး
ဟုတ်တယ်နော်အဲ့ဒီလိုပဲအောက်ကိုဆင်းလာတဲ့မြားလေးရလေအနီးဆက်ကလေးကိုဗဟိုပြုတ်ပြီးတော့ dotted line လေးနဲ့မြားလေးအောက်ကိုဆင်းလာတာလေ9 cm ပဲအဲ့တော့ပြောချင်တာအနီးဆက်ချင်းတိုင်းရင်လေ9 cm အနီးဆက်တွေနဲ့ bio တိုင်းရင်လေ9 cm ဆိုတော့အဲ့ဒီဟာလေးဒီအနာသုံးနာညီတဲ့9 cm အညီအမျှရှိနေတဲ့တရိကန်လေးတစ်ခုပေါ့တဲ့အဲ့လို3နာညီတရိကန်ဆိုရင်အတွင်းတောင်းတစ်တောင်းဒီ3နာညီတရိကန်ရဲ့တောင်း3000ပေါင်းက180အဲ့ဒါဆိုရင်တောင်းတစ်တောင်းစီက60ဒီဂရီရှိမှန်းသိလို့အခု A နဲ့ B နဲ့ဆက်လိုက်တဲ့အချိန်မှာ B တောင်းဒီ60ဒီဂရီလို့ပြောတာဟုတ်နော်အဲ့ဒါဆွဲတော့မပြဘူးဒါမလို့မြင်အောင်လို့အဲ့ဒါတရိကန်လေး3နာညီတရိကန်လေးလို့သိထားဟုတ်ပြီနော်ပြီးတော့မှအဲ့ဒီ A ဆိုတဲ့အမှတ်နဲ့ C ဆိုတဲ့အမှတ်ကိုလှမ်းဆက်လိုက်ရင်သူ့ပု္ပ္ပာခိုင်းတဲ့အတိုင်းပုံဆွဲပြီးသွားAB အနာ9 cm BC အနာ9 cm ရှိပြီးတောင်း B က60ဒီဂရီရှိတော့တရိကန်ဆွဲလို့ပြီးသွားပြီနောက်ဆုံးတရိကန် ABC အောက်ခြေအနာ9 cm ပဲပြီးတော့တယ်ကျန်တဲ့အနာတွေလျာမပြီးတော့ဒါမှလို့တောင်း B က45ဒီဂရီတောင်း C က65ဒီဂရီရှိတယ်လို့တော့သူပေးထားတယ်ဟုတ်ပြီအဲ့ဒီကြတော့တို့ကဒါစဝမ်းညာ3ကို3ရတော့တေချာတာကတော့ပထမဆုံး BC လို့ခေါ်တဲ့အခြေအနာ9 cm လေးကိုအရင်ဆွဲလိုက်ဆွဲပြီးရင်စဝိုင်းချမ်းလေးကို U0 ကို B အမှတ်ပေါ်တဲ့တဲ့ထားအလဲဘကိုစဝိုင်းရဲ့စင်တာကို B အမှတ်ပေါ်အတက်ထားလိုက်ထားပြီးတော့သူကဘယ်ဘက်ချမ်းကဒီဂရီက45ဒီဂရီဆိုတော့ညာဘက်မှာကဏန်းနေရေးထားတဲ့အတွင်းကကဏန်းအတန်းကိုကြည့်ရင်10 20 30 40 50အဲ့တော့45ဆိုတာ40နဲ့50ကြားတွေကတဝက်အမှတ်သူကကြားထဲမှာလဲစိတ်ပြထားပါတယ်အဲ့ဒါဟာ45ဒီဂရီ line ပေါ့ဟုတ်ပြီတခါစဝိုင်းချမ်းလေးကို C အမှတ်ဖက်မှာလာထောက်ဒီတစ်ခါကျတော့65ဒီဂရီစဝိုင်းလေးရဲ့ကဏန်းနေပတ်ထားတဲ့ထဲမှာအပြင်ကဏန်းဘက်ကိုကြည့်လိုက်ဘယ်ဘက်အစွန်ဆုံးကအောက်ဆုံးက0 10 20 30 40 50 60နဲ့80ကြားရဲ65ဆိုတော့သူကလည်း60နဲ့80ကြားထဲမှာတဝက်တိတိမှာအစိတ်တစိတ်ရှိတယ်အဲ့ဒါ65ဒီဂရီပေါ့အဲ့ဒီအတိုင်းမြင်းလေးဆွဲလိုက်အဲ့တော့ပြောရရင်အဲ့ဒီလိုဆွဲလိုက်တာဟာဒေါင်းစီအတွက်65ဒီဂရီလို့ဆွဲပြီးသွားပြီဒေါင်းဘီအတွက်45ဒီဂရီလို့ဆွဲပြီးသွားပြီပု္ပ္ပာကခိုင်းတာအခြေအနာ9 cm ဒေါင်းဘီဒေါင်းစီအနာတွေက45နဲ့65ဒီဂရီရှိတဲ့တရိကန်ဆိုတော့အခုဒါဆိုရင်45ဒီဂရီရှိတဲ့ဒေါင်း65ဒီဂရီရှိတဲ့ဒေါင်းနောက်အပေါ်မှာထိတ်ကစုံတဲ့အမှတ်သည် A အဲ့ဒါဆိုရင်အဲ့ဒီတရိကန်လေးကိုဆွဲထုတ်ပြရင်ပြီးပြီပေါ့အဲ့ဒါဒီပု္ပ္ပာကပေးထားတဲ့ဆွဲခိုင်းတဲ့ BC 9 cm ဒေါင်း B 45ဒီဂရီဒေါင်း C 65ဒီဂရီရှိသောတရိကန်ပုံဆွဲလို့ပြီးသွားပြီဟုတ်ပြီနော်